အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်လှနုပါဟုတ်လှနုကတော့ဒီအခြေအရာနဲ့ပတ်သက်ပြီးတော့လှနုကအကြံပေးတယ် lifestyle vlogger တယောက်ဖြစ်ပါတယ်လှနုရဲ့ပေါ့နော်ဒီဘဝကြီးက100%ပြောင်းလဲသွားတဲ့အကြောင်းလှနုမျှဝေချင်တာလှနုရဲ့အလုပ်ကကြတော့ schedule နဲ့သွားရတာမဟုတ်ဘူးအခုအလုပ်ပေါ်လာပြီးဟိတ်ဆိုလို့ရှင်ချက်ချင်းသွားပြီးတော့ vlog ရတာလေပြီးတဲ့အခါကျတော့ဒီစိုးရိမ်ပူပန်နေတဲ့သူရဲ့အခြေအရာကိုလည်းချက်ချင်းလှနုကဖြည့်ရှင်းပေးရဆိုတဲ့အခါကျတော့ကျမကြီးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားဖို့လဲလှနုမလုပ်ဖြစ်ခဲ့ဘူးကျမကြီးနဲ့ညီညွတ်တဲ့လေ့ကျင့်ခန်းတွေလုပ်ဖို့လဲလှနုအမြဲတမ်းကြံ့ကြာနေခဲ့တယ်ပေါ့နော်ရေလဲမှန်မတောက်ဖြစ်တဲ့အချိန်မှာကိုတွေကလည်းစိတ်ဖိစီးမှုတွေများတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ဝင်းချုပ်လာတယ်ရေအိမ်ကိုလည်းမှန်မသွားဖြစ်ဘူးအဲ့လိုမျိုးနဲ့ဘိုက်ကအောင့်နေနာတယ်ရေအိမ်ထဲသွားလို့ရှိရင်လည်းသွားခြင်းတလို့မသွားခြင်းတလို့ဖြစ်တဲ့အခါမှာမျက်ရည်ကျမတတ်ကိုနာတာပေါ့နော်ဟုတ်အဲ့မှာနောက်တဖြည်းဖြည်းနဲ့ဘာဖြစ်လာဆိုပိုဆိုးလာတယ်တတိထားမိရဲ့အချိန်မှာသူဝင်းသွားတိုင်းမှာပေါ့နော်ဘယ်လိုခေါ်မလဲသွေးပါလာသလိုမျိုးဖြစ်လာတယ်နောက်ပြီးတဲ့အခါကျတော့တဖြည်းဖြည်းနဲ့စမ်းကြည့်ရဲ့အချိန်မှာလည်းပြူတစ်နဲ့ပေါ့နော်အသားစာလေးတစ်ခုထွက်နေတာတွေ့ရတယ်ပေါ့နော်ဘယ်လိုခေါ်မလဲတဖြည်းဖြည်းနဲ့မတက်တာလာတဲ့အပြင်မှာစအိုမှာရားရနာတို့အဆိုးဓာတ်လေးတွေဖြစ်နေရတို့ဆိုးထိုင်းလေးဖြစ်လာတယ်ကွာနောက်တဖြည်းဖြည်းနဲ့ကျတော့လှနုအိတ်တဲ့အချိန်မှာပါမတက်မတာတွေဖြစ်လာတယ်ပေါ့နော်အဲ့ဘယ်လိုခေါ်မလဲဝင်းသွားတဲ့အခါမှာဆိုရင်လည်းသွေးတွေပါလာသလိုဖြစ်လာလှနုကြောက်လာတဲ့အခါကျတော့ဆရာဝန်နဲ့လှနုပြတဲ့အချိန်မှာဆရာဝန်ကလေကောင်းယောဂဖြစ်နေပြီလို့ပြောတဲ့အခါကျတော့လှနုအရန်ကိုစိတ်ပူသွားတယ်ပေါ့နော်ပြီးတော့ဒီကိစ္စကြီးကသူများကိုပြောဖို့အတွက်ကြောင့်လည်းအရန်ရှက်ဖို့ကောင်းတယ်လေအခုပြောရတော့မှလှနုရှက်ပါတယ်ဒါပေမဲ့လှနုကမျှဝေခြင်းလို့ပြောတာပေါ့နော်ဟုတ်ဒီလိုလေကောင်းယောဂခံစားရတဲ့အချိန်မှာလှနုအလုပ်တွေလုပ်တဲ့အချိန်မှာမတတ်မတာတွေဖြစ်တယ်ပြီးတဲ့အခါကျတော့ဒီဘယ်လိုခေါ်မလဲကိုယ့်ရဲ့ဒီ train of thought တွေ creative ဖြစ်တဲ့ skill တွေဒီ idea ကောင်းနေမရတော့ဘာလို့ဆိုစိတ်ကအရန်အနှောက်အယှက်ဖြစ်နေပြီထိုင်ရတဲ့အချိန်မှာလဲပေါ့နော်အဲ့တော့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလှနုဒီအမြင်တတ်ပါတဲ့အစားအသောက်တွေစားတယ်ပြီးတဲ့အခါကျအစိမ်းရောင်ပါတဲ့ဟင်းသီးဟင်းရွက်တွေစားတယ်နောက်ပြီးတော့အချိုရည်တွေအများကြီးတောက်မဲ့အစားလှနုဒီတန့်စင်ထားတဲ့ပေါ့နော်ရေကိုများတောက်ပေးတယ်အဲ့ကိုလက်လေ့ကျင့်ခန်းလေးတွေကိုလည်းမှန်လုပ်ပေးတဲ့အချိန်မှာလှနုအဆင်ပြေလာတယ်ပေါ့နော်ဒီအပြင်ဆရာဝန်ညွှန်ကြားချက်အတိုင်းဒီ Homo Stop ဒီရေစုဆေးပြားကိုပေါ့နော်လှနုအနေနဲ့သုံးခဲ့တယ်တစ်နေ့ကို2ကြိမ်လှနုတောက်ခဲ့တယ်ရှင့်သူကထမင်းမစားခင်မှာပေါ့နော်ရေ200 ml နဲ့လှနုဖြော်ပြီးတော့တောက်ခဲ့တဲ့အချိန်မှာတော်တော်လေးအဆင်ပြေလာတယ်မတောက်ခင်မှာလည်းလှနု Facebook ပါတေးချာလေ့လာခဲ့တယ်ပေါ့နော်တခြားလူတွေရဲ့ recommendation ကိုလေ့လာတဲ့အချိန်မှာလူတွေတော်တော်များများပျောက်ကင်းသက်သာကြတယ်လို့လှနုဖတ်ရတယ်ရှင့်ဒီ Homo Stop ကိုသုံးပြီးတဲ့အခါကျတော့ရက်တက်ပတ်အနေငယ်ကြတဲ့အချိန်မှာလှနုတော်တော်လေးကိုတက်တာလာတယ်အဲ့ခါကျတော့လှနုကောင်းအလုပ်တွေစဉ်းစားနိုင်ပြီးတဲ့အခါကျတော့ဒီပေါ့နော်လူတွေကိုအကြံဉာဏ်ပေးနိုင်တာမှလည်းပေါ့ပါနဲ့အကြံဉာဏ်ပေးလာနိုင်တယ်ဒါပေမဲ့နေရထိုင်ရလည်းတက်တာပြီးအကောင်းမြင်လာတယ်ရှင်တော်တော်လေးကိုအဆင်ပြေလာတော့လှနုသတိထားမိရဲ့ရှင်Homo Stop က nano super molecule နည်းပညာနဲ့အပြင်ဆေးဘက်ဝင်အပင်တွေနဲ့ပေါင်းစပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီပေါ့နော်ဒီအတွင်းလေကောင်းအပြင်လေကောင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒီစအိုတဝိုက်ကသွေးကြောတွေရောင်ရမ်းခြင်းတွေအများကြီးသက်သာစေရရှင့်စအိုဘေးနာပတ်လည်ကဒီ tissue တွေကိုပေါ့နော်ပုံမှန်လဲပတ်အောင်သူကနေပြီးပံ့ပိုးပေးတဲ့အပြင်ဦးလန်းချောင်းကိုလည်းပုံမှန်ပေါ့နော်ဒီရှော့ရှူနဲ့စီးဆင်းနိုင်အောင်သူကနေပြီးကူညီပေးရရှင့်Homo Stop ကိုသုံးရတာလေအရန်ကိုရိုးရှင်းပြီးအရန်ကိုလွယ်ကူတာသိလားမနေ့တစ်ခေါက်ညနေတစ်ခေါက်အစာမစားရင်ဖြော်ပြီးတဲ့အခါကျတော့တောက်လိုက်ရုံနဲ့အရန်ကိုအဆင်ပြေရရှင်အဲ့တော့တိတိတတ်တာပျောက်ကင်းလာတာကိုတွေ့တဲ့အချိန်မှာဆရာဝန်ပြောတော့ဆရာဝန်နောက်ထပ်1လလောက်တော့ဆက်ပြီးတော့သုံးကြည့်ပါလို့လှနုဆက်ပြီးတော့သုံးတဲ့အချိန်မှာလေကောင်းယောဂလုံးဝကိုအရှင်းနှီးပါကိုပျောက်ကင်းသွားတယ်ပေါ့နော်ဒီ Homo Stop ကိုသုံးလိုက်တဲ့အချိန်မှာလေကောင်းယောဂပျောက်သွားတဲ့အချိန်မှာကိုယ့်ရဲ့ကိုယ်ပိုင် creation တွေပို့ပြီးတော့စိတ်အားထက်သန်မှုတွေတီထွင်ဖန်တီးမှုတွေပေါ့နော်ပို့ပြီးတော့အဆင်ပြေလာတယ်နေကောင်းသွားတာကိုအဲ့ခါကျတော့လှနုကဒီကိစ္စကိုပေါ့နော်ဘာဖြစ်လို့လျှို့ဝှက်ထားမှလဲသူများကိုလည်းလှနုမျှဝေခြင်းနဲ့ကိုက vlogger ကိုအားအကြောင်းမို့လို့အခုမျှဝေလိုက်တာပါပြီးတဲ့ခါကျတော့လှနုတို့ပေါ့နော်အတိတော်တော်များများနဲ့တွေ့တဲ့အချိန်မှာလှနုမေးကြည့်ကြတယ်တော်တော်များများရှက်လို့မပြောပြတာရှိရပေါ့နော်သူတို့မှလည်းလေကောင်းယောဂတွေအများကြီးရှိကြတယ်လေကောင်းယောဂမှကိုမသိဘူးဆိုရင်တော့မှရေအိမ်သွားတဲ့အချိန်မှာစအိုရဲ့နာကျင်မှုခံစားရတယ်ဆိုတာကိုလှနုတို့တွေဒီစကားပြောပြကြတာကိုသိလာရတယ်ပေါ့နော်အဲ့ဒီအချိန်မှာသူတို့အတွက်အိမ်အောင်ရေးတာယာမှုတွေလည်းဘလို့မှအဆင်မပြေတော့ဘူးမပျော်တော့ဘူးစိတ်တက်ကြတွေအများကြီးရှိလာတာပေါ့နော်
ဒါကြောင့်မို့လို့လေကောင်းယောဂဖြစ်လာပြီဆိုလို့ရှိရင်အမျိုးသမီးတွေအနေနဲ့ဒီမျိုးပွားမှုစွမ်းရည်တွေပါအကုန်လုံးထိခိုက်သွားအောင်မလို့ဒီကိစ္စကိုလုံးဝရှက်စရာမလိုပါဘူးเนาะဒီဝင်းချုပ်တဲ့ကိစ္စတောင်ဟဲ့ကျမကဝင်းချုပ်တတ်တယ်ဝင်းပတ်မသွားဘူးဒါကြီးကိုပြောမနေတော့ဘဲနဲ့ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကိုဂရုစိုက်ပြီးအဖြေရှာပေးပါလို့ပြောပြချင်ပါတယ်ရှင်အဲ့တော့ထပ်ပြီးတော့နောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့ဒီ Homo Stop ဒီ page ကနေပြီးတော့မှာပေါ့ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားလို့ရှိရင် link လေးကိုနှိပ်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ရဲ့နာမည်ရဲ့လိပ်စာရဲ့ကိုချန်ထားပေးခဲ့ပါလို့အဲ့လိုမျိုးချန်ထားပေးပြီးတော့မှားတဲ့လူတွေအားလုံးကို90% special discount နဲ့ပေးတဲ့အပြင်ကိုပဲ free delivery เนาะမြန်မာပြည်ရဲ့မြို့အနှံ့မှာမှာတဲ့လူတွေကို delivery free နဲ့လာရောက်ပြီးပို့ဆောင်ပေးမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့အသည့်တွေကိုယ့်ရဲ့မိတ်ဆွေတွေကိုယ်တိုင်ပဲဖြစ်ဖြစ်ပေါ့เนาะဒီလေကောင်းယောဂါကိုခံစားနေရပြီဆိုလို့ရှိရင် Homo Stop ကိုသုံးကြည့်လိုက်ပါလို့ပြောပြရစီ။ကျေးဇူးအများကြီးတင်ပါတယ်။